မျိုးတွေကောင်းလုံးနဲ့ခင်ပါဗျဒီနေ့က8ရက်တလပိုင်း2026ဖြစ်ပါတယ်ဗျခု line ပေါ်မှာဘာလို့ဖြစ်နေကြလဲဆိုတော့ကိုကျော်စိုးနဲ့ပတ်သက်ပြီးမှဖြစ်နေတယ်ဗျကိုကျော်စိုးဒီစင်ကူးမရယာလက်ပံလာတပိတ်ကျင်းကျိုးသွားတဲ့အခါမှာဗရက်အုပ်ကူတွေတွေ့တာပေါ့နော်စီးမရှိကမ်းမရှိတင်ရင်လည်းတင်ချိုင်းကုန်းမမြုပ်ပေါ့ဗျာတို့ကခုကပြည်သူပိုင်လဲတဲ့ပြောတော့ပြည်သူအတွက်ပြည်သူပိုင်နေရာစီးမရှိကမ်းမရှိတွေ့တဲ့နေရာဂူတွေ့တဲ့နေရာဂူတဲပြီးမှလောက်ကြတာပေါ့ဗျာတင်ချိုင်းကုန်းမဟုတ်ဖ ೇನೆ အဲ့တော့တို့ရှုံးတဲ့အခါတို့ပြေးရတဲ့အခါကျတော့ပြည်သူတွေကဝိုင်းဖြက်ပြီပေါ့ဝိုင်းဖြက်ကြတာပေါ့နော်ဖြက်မှာပဲလေဗျာဒါမြေလေဗျာလဲရမြေလေဗျာရွာလဲဆိုလဲတို့ကို့မြေမှာမဟုတ်တာကို့နေမှာမဟုတ်တာလောက်ပိုင်ခွင့်မရှိဘူးလေဗျာတင်ချိုင်းကုန်းမြုပ်လေဗျာမြုပ်ချင်ဟုတ်လားတင်ချိုင်းကုန်းမှာဂူတဲပေါ့ဒါလေးလည်းပြည်သူအားလုံးခင်ဗျားတို့စဉ်းစားဖို့ပြောတာနော်အဲ့တော့ကိုကျော်စိုးဦးဖနန်းနဲ့ကျိုးပြောလို့ဖနန်းနဲ့ဂူပေါ်မှာတို့ချီတယ်ပေါ့ဖနန်းကျိုးချီတယ်ပေါ့ဗျာဒါပြီးမှ line ပေါ်တင်လိုက်တယ်အဲ့တော့ကိုကျော်စိုးဦးမှားတာမှန်တာကိုဦးစင်းကမပြောလို့မှားတာမှန်တာကိုမပြောလို့မှားလားမှားတယ်လို့လည်းပြောမှန်တယ်လို့လည်းမပြောဘူးဟုတ်လားအမှားအမှန်ကိုဦးစင်းမပြောလို့ဒါပေမဲ့ကိုကျော်စိုးဦးလုပ်ခဲ့တဲ့အရာလေးနဲ့ဗရက်တီရှေ့တော့မရိုင်းခဲ့တဲ့အရာလေးကိုပြန်ပြီးမှချိန်ပြမယ်အဲ့တော့ပြည်သူများအားလုံးအနေနဲ့ပောက်ကိုတော်ရဲ့သုံးသက်ချက်ဟာပောက်ကိုတော်ချိန်ပြတဲ့ဟာအမှားအမှန်ခင်ဗျားတို့ပဲကွန်မန့်ထဲမှာသုံးဖြတ်ဖို့ဗျာနော်အဲ့ဘာလဲဆိုတော့အဲ့ဒီအခုအတန်နေထွက်နေအဲ့တော့ငါဒီထက်မှာငါမင်းဆိုကြီးလည်းဖြေဖို့ဗျာနော်လွတ်ကြောင်ကြောင်းနေရတဲ့ဂိုင်းငါမင်းဆိုကြီးလည်းဖြေဖို့ဘာလဲဆိုလို့ရှိရင်ဖျားစီဒီတွေပေါ်မှာဖနတ်တွေနဲ့တက်ခဲ့တယ်ဖနတ်တွေနဲ့တက်ခဲ့တယ်ဖျားစီဒီတွေပေါ်မှာထဲတိုင်းသူတို့တွေဖနတ်မချွတ်ဖဲနဲ့လုတ်ခဲ့တယ်အဝေးကြီးမပြောဘူးတပည့်ကျင်းလို့နေရာမျိုးချွတ်ထွက်တဲ့နေရာမျိုးမှာရေထွက်လို့နေရာမျိုးရေထွက်လို့နေရာဒီဘေးနားမှာဖျားပေါ်မှာသူတို့တွေစီးမရှိကမ်းမရှိဖနတ်ကြီးနဲ့တက်ခဲ့တယ်အဲ့တော့ခင်ဗျားတို့ကဘာဒံထွက်တယ်လဲဘာဒံထွက်တယ်လဲဘာဒံထွက်တယ်လဲဒံထွက်ကြတယ်လားဘုန်းကြီးယဟန်တန်ဃာတော်တွေဘုန်းကြီးယဟန်တန်ဃာတော်တွေသူတို့တက်ဖြတ်ရိုးမဟုတ်ဗျသူတို့ဟုတ်လားအဲ့ဒါငါမင်းဆိုကြီးလည်းတခြားနားထောင်နော်ငါမင်းဆိုကြီးလည်းတခြားနားထောင်ဘုန်းကြီးယဟန်တန်ဃာတော်တွေကိုစီးမရှိကမ်းမရှိရဲ